အားလုံးပဲမင်္ဂလာပါတဒါ YouTube channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပွဲရတာအများကြီးရှိတယ်ရှင်အကိုတို့ကြိုက်ရရွေးချယ်ပြီးတော့ကစားလို့ရတယ်တဒါပေးတဲ့ပွဲတွေလည်းကြိုက်တယ်ဆိုရင်တဒါပေးတဲ့ပွဲတွေလည်းရွေးချယ်ပြီးတော့ကစားလို့ရပါတယ်เนาะကဲတဒါကပထမဆုံးပွဲအနေနဲ့ PSV နဲ့ဘိုင်ယန်ပွဲလေးကိုတော့တုံးတက်ပေးမယ်เนาะ PSV ရဲ့เนาะခြေစွမ်းနေရမစိုးနေဘူးရှင်ကောင်းတဲ့ထဲမှာတော့ရှိနေတယ်ပြီးခဲ့တဲ့ဒီပွဲတွေမှာတော့ရတယ်ပေါ့နော်ဒီ၃ပွဲစတိုက်သူအနိုင်ရရှိခဲ့တယ်ရှင်နယူကာဆယ်နဲ့ကစားခဲ့တဲ့ပွဲမှာကြတော့ပေါ့နော်ဒီရှုံးနေခဲ့တယ်ဘိုင်ယန်ကလည်းညနေအသင်းထဲမှာတော့မပါနေဘူးပြီးခဲ့တဲ့၅ပွဲမှာဆိုရင်လည်းပေါ့နော်တပွဲပဲသူကရှုံးနေခဲ့တယ်ကျန်တဲ့၄ပွဲကတော့ပေါ့နော်စတိုက်ကိုအနိုင်ရရှိခဲ့တယ်ရှင်ပွဲတစ်ခုချင်းစီရလက်ပိုင်းကလည်းပေါ့နော်အတော်လေးကိုကောင်းနေတာကိုလည်းတွေ့ရတယ်ဘိုင်ယန်ကနော် PSV နဲ့ထိပ်ထပ်တွဲဆုံခဲ့တဲ့ဒီနှစ်ပွဲမှာဆိုရင်လည်းနှစ်ပွဲစလုံးကိုအနိုင်ရရှိခဲ့တယ်ရှင်ဘိုင်ယန်ကအပြည့်ရှုံးတဲ့6ပေါင်ကနော်3လုံးပြည့်ရှုံးနေတော့ကြေးပြင်းပြင်းနေတော့ပေးထားတယ်ရှင်ကြေးပြင်းတာကြိုက်တဲ့အကူတွေအတွက်ကပေါ့နော်ဒီကြေးကိုကြိုက်မယ်လို့တော့ထင်တယ်ဒါကဒီပွဲကိုဘိုင်ယန် body နဲ့6ပေါင်ကိုတော့ခံမှန်းနေတယ်နောက်ထပ်ပေါ့နော်ဒေါမွန်နဲ့အင်တာပွဲလေးကိုလည်းပြောပြပေးသွားမယ်ဒေါမွန်ကယူနီပါလင်နဲ့ဒီကစားခဲ့တဲ့နောက်ဆုံးတစ်ပွဲကိုပေါ့နော် 3C နဲ့တော့သူကနိုင်ခဲ့တယ်ရှင်ထပ်ပြီးတော့ Singoli အသင်းနဲ့နော်စင်မော်လီအသင်းနဲ့နောက်ပြီးတော့ Water Bremen အသင်းတို့ကိုလည်းသူကနိုင်ထားတာလည်းရှိသေးတယ်ရှင်။နော်ရှုံးပွဲကတော့တပွဲပဲရှိသေးတယ်။ဒေါမွန်ရဲ့ခြေစွမ်းကကောင်းတဲ့ထဲမှာပါတယ်လို့ပြောရမယ်။ဘတ်တကူချင်းစီမှာဆိုလည်းခြေစွမ်းကောင်းပြီဆိုရင်သူ3ဂိုးလောက်အထိသူရာဂိုးယူနိုင်တာကိုလည်းတွေ့ရတယ်။အင်တာကလည်းခြေစွမ်းနေရဒီအတော်လေးကိုကောင်းနေတယ်ရှင်။နောက်ဆုံးကစားခဲ့တဲ့ဗီဇာနဲ့ဒီပွဲမှာဆိုရင်ပေါ့နော်6ဂိုး2ဂိုးနဲ့ပေါ့နော်အင်တာကအနိုင်ရရှိခဲ့တယ်။အဲ့ဒီပွဲကအတော်လေးကိုကြည်ကောင်းခဲ့တယ်နော်။အင်ကွင်းမိုက်မှာပေါ့နော်ပထမဆုံးအကြိမ်ရာဂိုးအများဆုံးလို့တော့ပြောရမယ်ရှင်အင်တာမီလန်ကတဝက်ရှုံးနေဂိုးပေါင်းက3လုံး50စားနဲ့တော့စတည်ထားတယ်ရှင်နှစ်သင်းကတော့ကောင်းနေတာပဲအနည်းဆုံးတော့နော်ဒီပွဲက 2-0 2-1 လောက်တော့ရနိုင်တယ်ဒါကတော့ခမန်းမိထားတယ်ပေါ့နော်အဲ့လောက်ရမယ်တော့ခမန်းမိထားတယ်ဒီပွဲကိုတော့ဒါကအင်တာဘော်ဒီနဲ့ကိုပေါ့တော့တုံးတက်ထားပါတယ်ရှင်တရားနဲ့တယောက်ကပေါ့နော်အမြင်တွေမြင်ချက်တွေမတူတဲ့အတွက်အကိုတို့ကြိုက်ရင်တော့ယူသုံးလို့ရတယ်မကြိုက်ရင်တော့ပတ်ကန်နိုင်ပါလေရှင်ကဲဒီနေ့အတွက်ကတော့ဒါဒေတာအောင်လည်းပဲရနာချက်ပါတယ်နောက်ရက်တွေမှာလည်းဒါ30ချက်ကောင်းနေတဲ့ပြလာခဲ့ပါမယ်ရှင်အကိုတို့အားလုံးအဆင်ပြေကြပါစေနော်